မင်္ဂလာပါရှင်ကြာဇံကိုကြော်တယ်တုတ်လဲတုတ်တယ်ရတာနှစ်မျိုးရအောင်ပေါ့ရှင်ဒါကတော့ကြက်အမြင့်ပါကြက်မြင့်ကိုခက်တိတိလေးလှိဖြတ်ထားတယ်ရတာမုံထည့်တယ်ပဲငှက်မြားကြီးအကျဲထည့်မယ်နောက်ပြီးတော့ကျမကသူ့တဲ့ကိုငရုတ်ကောင်းနာထည့်မယ်ပြီးတေချာနေပဲနှက်ထားမယ်ကြက်သဲလေးရတယ်ကြက်သားလေးရတယ်မိမိအဆင်ပြေတဲ့ပဲအရာမဆိုတုံးပြနိုင်ပါတယ်ပြီးရင်တော့ကြာစံကြော်ရန်အတွက်သူ့မို့ကျမကနိုင်ဝက်တနိုင်လောက်နှက်ထားလိုက်မယ်နော်အချင်းလိုရရှင်ကျမအတုတ်မှာ哦ဒါကြောင့်မလို့ကျွတ်သွန်ပြူနဲ့ငြင်းတိစိမ့်ကြိတ်ထားတာသူ့တဲကိုဒါကထိုင်ညက်ရည်နှက်ဆုံးခွဲခန့်ကျမထည့်လိုက်တယ်ထိုင်ညက်ရည်အရန်ချိုပါလဲအဆင်မပြေဘူးလေဒါကြောင့်မို့ပါနောက်ပြီးတော့ဒါကတော့ကျမရဲ့မကြီးရကြဲလေးပါ9စုံလောက်ထည့်ရရှင်ပထမ4စုံလောက်ထည့်လို့ဒါပေမဲ့မထူပါဘူးလေဆိုပြီးတော့ကျမ9စုံလောက်ထည့်လိုက်တယ်ပေါ့နော်နောက်တစ်ခုကသူကကြဲလေးနော်နောက်တစ်ခုကကျတော့ဒါစီရာချအချင်းရေပါစီရာချအချင်းရေကိုငရုတ်စီပေါ့ရှင်မြန်မာအခေါ်ပေါ်တော့ငရုတ်စီကပြစ်ကလေးပေါ့ဒါကိုတော့ကျမကဒီမှာ9စွန်း3မဟုတ်9စွန်းကြားကိုထည့်ပါတယ်ဒါကတော့အမတို့အယောင်ပြင်းပြင်းလိုချင်တယ်ဆိုရင်များများပို့ပြီးတော့ထည့်နိုင်ပါတယ်အယောင်ရောလိုချင်တယ်ဆိုရင်တော့9စွန်းလောက်နဲ့ရနိုင်ပါတယ်ရှင်နောက်တစ်ခုကငံမြရေပါငံမြရေကမိမိကအငံပိုကြိုက်တယ်ဆိုရင်2စွန်းလောက်ထည့်နိုင်တယ်အပေါ်ကြိုက်တယ်ဆိုရင်တော့1စွန်းလောက်နဲ့ရနိုင်ပါတယ်ရှင်ကဲဒါကတော့ကျမအတုတ်ရန်အတွက်ဖြော်တော့ချင်ရင်ဖြစ်ပါတယ် ready ပါပဲရှင်စပြီးတော့အကြောက်မယ်နော်အိုးလေးကိုကျမစီလေးထည့်လိုက်ပါတယ်ပြီးတော့ရတယ်ဆိုရင်တော့ကျက်သွမြူနဲ့စပြီးတော့စီတက်ပါမယ်ကျက်သွမြူလေးတွေအရောင်ပြောင်းလာတာနဲ့ကျမသူ့တွေကိုကြက်မြင့်လေးတွေထည့်မယ်နော်အသေးကတော့စိတ်ကြိုက်ထည့်ခြင်းလည်းရမထည့်ခြင်းလည်းရတယ်ပေါ့ရှင်ကျမကတော့အမကြက်မြင့်ကလေးတွေကိုရောင်းမလေးနဲ့မှုလိုက်ပါတယ်ရှင်ပြီးတော့ရင်တော့သူကအခုလိုမျိုးလေးအရေးလေးတွေဖြစ်လာအရေးထွက်လာတာရှင်အဲ့အရေးကုန်အောင်ကျွန်မဒီမှာသူ့ကိုလုံးမယ်နော်အရေးလုံးကကုန်းပြီးတော့ချက်မြင့်လေးတွေနူးလာတဲ့အနေထားရောက်တဲ့အထိတော့15မိနစ်20မိနစ်အစိတ်အဲ့လောက်ထိကိုကျွန်မဒီမှာကြော်ရပါတယ်ပြီးတော့တယ်ဆိုရင်တော့ကျွန်မသူ့တဲ့ကိုလှိဖြတ်ထားတော့ဂေါ်ဘီနဲ့ဥနီကိုထည့်ပါတယ်ကော်ဖီနဲ့ဥနီလေးကိုကျမထည့်ပြီးတော့ရတယ်ဆိုရင်စားလေးနည်းနည်းလေးထည့်တယ်အများကြီးမထည့်ဘူးနည်းနည်းပဲထည့်တယ်ပေါ့နော်ပါတလောက်လေးထည့်တယ်ပြီးတော့တာနဲ့ကျမသူ့ကိုဒီဥနီနဲ့ကော်ဖီကနည်းနည်းလေးကျုံသွားတဲ့အနေထားရောက်တဲ့အထိလုံးမယ်အဲ့ဒါဆိုရင်ဥနီနဲ့ကော်ဖီကထွက်လာတဲ့ရေဒီမြက်ကထွက်လာတဲ့အရေအနေငယ်အောက်မှာရှိမယ်နော်ကော်ဖီနဲ့ဥနီလေးတွေလည်းကျုပ်လာပြီးအမြင့်ကလေးတွေကလည်းနူးလာတဲ့အနေထားဆိုရင်တော့စိန်နာတော့ကြာစံထည့်ပါတယ်ကြာစံကညှက်ထည့်လဲရတယ်ထွေးလိုက်ထည့်လဲရပါတယ်နော်တခါလေးကြာလည်းကျွန်မညှက်ထည့်တတ်ပါတယ်အိမ်ကလူကညှက်ထည့်တာပိုကြိုက်တယ်ပေါ့နော်အဖြူကြော်မှာဖြစ်တဲ့အတွက်ပဲငှက်များရဲ့အကျဲထည့်ပါတယ်တကြားထည့်ပါတယ်ပြီးရင်အရသာမုံထည့်ပါမယ်တကြားကအရသာမုံထည့်ပို့ပြီးနေရပါမယ်တကြားမပိုင်တိတ်ဆမကောင်းအိမ်ကလူကပိုကြိုက်တယ်ပေါ့နော်သူကြိုက်တဲ့အရသာပေါ့နော်ကြာစံကြော်တယ်ဒါပေမဲ့လို့မြန်မာမကြထိုင်းမကြအရသာထည့်ပေးလိုက်တယ်အမြင်ကတော့မြန်မာကြာစံကြော်ပေါ့နော်ဒါပေမဲ့အရသာကတော့ထိုင်းလူမျိုးကမြန်မာလူမျိုးစားနိုင်တဲ့အနေအထားလေးကိုကျွန်မလုပ်လိုက်တာဖြစ်ပါတယ်ရှင်ကြာစံကအောက်မှာရှိတဲ့အရည်လေးတွေနဲ့လုံးဝအရသာဝင်သွားပြီးတော့ကြာစံပြော့သွားတဲ့အနေအထားရောက်တဲ့အထိကျွန်မကြော်ပါတယ်မိမိလိုချင်တဲ့ကြာစံအနေထားရလာပြီဆိုရင်တော့အိုးချကန်ဒီတိုင်းအပေါ်ကနေပြီးတော့ငရုတ်ကောင်းနာအုပ်ပါတယ်အကြောင်းမှန်များတော့ငရုတ်ကောင်းမပိုင်မမွေးဘူးစားမကောင်းဘူးလို့ပဲပြောပါလိမ့်မယ်ဒါကတော့ငရုတ်ကောင်းကြိုက်တဲ့သူတွေတော့ပေါ့နော်မကြိုက်တဲ့သူတွေတက်ကတော့စိတ်ကြိုက်ပါ skip လုပ်ချင်တယ်ဆိုရင်လည်း skip လုပ်လို့ရပါတယ်ရှင်အလုံးတမအောင်မွေးပြီးသွားတယ်ဆိုရင်တော့ဆိုင်ရန်စင်တစ်ဖြစ်တဲ့ကြာစံကြော်အဖြူကြော်လေးရပါပြီရှင်လုံးဝအယောင်မထည့်တာပါဘူးနော်ဒါကတော့ကျမရဲ့ကြာစံကြော်လေးဖြစ်ပါတယ်โอเคကျမတုတ်ပြမယ်နော်ကြာစံကြော်ကပူနေတာမဟုတ်လို့နည်းနည်းလေးအေးအောင်စောင်းလိုက်ပါတယ်ပြီးတော့ရင်ပထမဆက်ထားတော့အချင်းရီကိုသူ့လေးကိုထည့်လိုက်ပါတယ်အချင်းရီထဲမှာအဆက်တက်လည်းပါတယ်အချင်းတက်လည်းပါတယ်အချိုတက်လည်းပါပြီးသားဖြစ်ပါတယ်ဒါပေမဲ့လို့ကျမကသူ့လေးကိုငရုတ်သီးမှုန့်လေးထည့်တယ်ပို့ပြီးတော့เนาะနောက်ပြီးတော့ထွေးလေးစားကျင်တဲ့အတွက်ကြောင့်မလို့ပဲမှုန့်အကြက်မှုန့်အနေငယ်ကျမထည့်ပါမယ်ပြီးတော့ရင်တော့ကျွန်မအားရပါရနေပြီးတော့ဂျာဆန်တုတ်လို့စားပါမယ်အဲ့တော့ဒီဟာကအဆက်စားခြင်းတဲ့လူကဒီပွဲကိုကိုင်အချိုစားခြင်းတဲ့သူကအကြော်ကိုကိုင်ပေါ့နော်ကျွန်မအဲ့လိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်မတို့တယောက်ကတော့နှစ်ခုစလုံးကိုအားရပါစားပါတယ်ဘာလို့လဲဆိုတော့ကြိုက်တယ်လေဒီဟာလဲစားလို့ကောင်းတယ်ဟိုကလည်းစားလို့ကောင်းတဲ့အနေထားဖြစ်တာ哦
အတုပ်စားခြင်းနဲ့အတုပ်ရတာပေါ့နော်အကြော်စားခြင်းနဲ့အကြော်အရတာဖြစ်ပါတယ်အမှန်တကယ်ကအဲ့လိုနှစ်ထွေးဆိုရင်လူ4ယောက်လောက်စားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့2ယောက်က2ယောက်တည်းနဲ့ပြီးတော့ပါတယ်ဘာလို့ဆိုတော့တစ်ရက်ကိုတစ်နက်ပဲစားတာဟုတ်ဒါကြောင့်မို့ပါချိုင်းနဲ့တက်တယ်ဆိုရင်တော့အပေါ်ကနေကြက်သွန်ကြီးကြော်လေးတွေအုံနိုင်ပါတယ်ရှင် အဲ့လိုစားကြည့်နော်